မင်္ဂလာပါညီမနာမည်ကတော့နတ်ဆက်ဘူးပါအခုလက်ရှိညီမ LVC BBA Year 3 Final Year မှာတက်ရောက်နေပါတယ်ဟုတ်ညီမ LVC ကိုonline နဲ့ foundation တွေကစ join ခဲ့တယ်ပေါ့နော် internship ကိုကြတော့ first year ပြီးတော့စပြီးတော့ရှောက်ခဲ့တယ်ညီမမန္တလေးမှာဆိုတော့ MCTA မန္တလေးချမ်းသာ Academy မှာteaching assistant အနေနဲ့ internship ရခဲ့တယ်အခုနောက်ဆုံးနေ့ကိုညီမက Bangkok campus မှာလာ join နေပေါ့နော်အခုလက်ရှိ internship ကတော့ SSIS assessment department မှာဆင်းနေပါတယ်အခု assessment department မှာတော့ညီမကကျောင်းတစ်ခုလုံးနဲ့ပတ်သက်တဲ့အရေးကြီးတဲ့ file တွေကိုကင်တွယ်ရတယ်အဲ့လိုမျိုးကလေးတွေ exam ဖြစ်မယ်ဆိုရင် exam paper တွေထုတ်ပေးရတယ်အဲ့လိုမျိုးကင်တွယ်ရတယ်ပေါ့နော် MCTA မှာ internship ဆင်းခဲ့တော့ကညီမ teaching assistant အနေနဲ့ဝင်ခဲ့တာပေါ့နော်အဲ့မှာကလေးတွေကိုထိန်းရတယ်စာသင်နေတဲ့အချိန်ကလေးတွေလိုက်နာထောင်လားမထောင်လားဆိုတာကိုလိုက်ကြည့်ရတယ်ပြီးရင်ဆရာတွေလိုအပ်တဲ့ဟာတွေကို support ပေးရတယ်ပေါ့နော်အခု internship ကတော့ညီမကတစ်ပတ်ကိုနိုင်20လုပ်တယ်ပေါ့နော်ညီမတိုက်ရဆိုတော့အတန်းချိန်ကတစ်ရက်ကို2နာရီပဲရှိတယ်မနက်ပိုင်းရှိရဲဆိုရင်ညီမ internship ကိုညနေပိုင်းဆင်းတယ်ဆိုတော့သူတို့ကနိုင်20လုပ်တော့ညီမကို meals တွေ provide ပေးတယ်ပြီးရင်ညီမတစ်ပတ်ကိုဘတ်2000ရပါတယ်internship မလုပ်ခင်ကတော့ညီမလူရမ်းကြောက်ခဲ့ရပေါ့နော်ဒါပေမဲ့ internship ဆင်းပြီးတော့ကျောင်းသားတွေနဲ့ရောဆရာတွေနဲ့ရောကိုယ့်တက်ကြီးရဲ့သူတွေနဲ့အကြီးအကဲတွေနဲ့ communicate လုပ်ရတော့ communication skill ကတော့တော်တော်တိုးတက်လာခဲ့ပြီပေါ့နော် attention to details ပေါ့နော်ညီမကတခုဆိုရင်အဲ့လိုမျိုးအသေးစိတ်တွေလုံးဝတေချာ focus လုပ်လာနိုင်တယ်ပြီးတော့ office မှာ use လုပ်တဲ့ like Office 365 Word တို့ Excel တို့ PowerPoint တို့ပြီးရင် Google Drive တို့ကိုလုံးဝသုံးတက်လာနိုင်တယ်ပေါ့နော်တော်တော်ကိုသုံးတက်လာနိုင်တယ်ညီမကဒီ intern မလုပ်ခင်တော့အဲ့လိုမျိုးတွေကို basis လောက်ပဲသိရပေါ့နော်ဒါပေမဲ့ intern လုပ်ပြီးသွားတော့ဘယ်လိုတွေသုံးရမလဲဘယ်မှာအဲ့ဒါတွေကဘယ်လို useful ဖြစ်တယ်ဆိုတာတွေကိုသိလာတယ်ပေါ့နော် satisfy ဖြစ်ပါတယ်ဒီမှာ internship လုပ်တော့ကျောင်းတက်နေနေလည်းမဟုတ်ဘူးတခုအနေနဲ့လည်းရတယ်ပြီးရင်တကယ်ကျောင်းပြီးသွားတဲ့အချိန်လုပ်ငန်းခွင်ပြန်ဝင်ရင်လည်း experience တခုအနေနဲ့လည်းရတာပေါ့နော်ပြီးတော့ဒီကျောင်းကလည်းinternship လုပ်ပြီးသွားတဲ့အချိန် certificate လည်းပြီးတော့အဲ့ဒါလည်းလုပ်ငန်းလျှောက်တဲ့နေရာမှာလည်းအသုံးဝင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ internship လုပ်ရတာတော့တကယ် satisfy ဖြစ်ပါတယ်